မြန်မာလူမျိုးတွေဘယ်ကစခဲ့တယ်လဲဒီမိကွန်းဟာရာစုနှစ်ပေါင်းများစွာကြာအောင်တနိုင်ငံလုံးကရှေးဟောင်းပညာရှင်တွေတရုတ်ရာဇဝင်ပညာရှင်တွေရိုးရိုးဗီဇသုတေသနပညာရှင်နဲ့ရှေးဟောင်းသုတေသနပညာရှင်တွေကြားမှာအပြင်းထန်ဆွေးနွေးခဲ့ရပြီးတော့ရှုပ်ထွေးပြီးစိတ်ဝင်စားမှုကောင်းတဲ့မေးခွန်းကြီးဖြစ်ပါတယ်ဒီနေ့မှာတော့မြန်မာလူမျိုးတွေဘယ်ကစခဲ့တယ်လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးသမိုင်းမှတ်တမ်းတွေနဲ့သုတေသနအထောက်အထားတွေကိုကိုးကားပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာလူမျိုးလို့ခေါ်တဲ့ဗမာဒါမှမဟုတ်မွန်မာလူမျိုးတွေရဲ့မူလအစကိုနားလည်ဖို့ဆိုရင်ရာဇဝင်ကျမ်းဂန်တွေရှေးဟောင်းကြောက်စာတွေတရုတ်မှတ်တမ်းတွေရှေးဟောင်းပစ္စည်းတွေနဲ့ခေတ်သစ်မျိုးရိုးဗီဇ DNA လေ့လာမှုတွေကိုတခါတည်းပေါင်းစပ်ကြည့်ရမှာဖြစ်ပါတယ်မြန်မာရာဇဝင်ကျမ်းဂန်တွေအရပြောရရင်အဓိကကိုးကားရမှာကကုန်းပေါင်ခေတ်1829ခုနှစ်မှာပြုစုခဲ့တဲ့မှန်တမ်းရာဇဝင်တော်ကြီးပဲဖြစ်ပါတယ်ဒီကျမ်းမှာမြန်မာမင်းဆက်တွေရဲ့မူလအစကိုဗုဒ္ဓဘုရားရဲ့တက်ကြမျိုးနဲ့ဆက်ဆက်ထားပါတယ်မှန်တမ်းရာဇဝင်အရဗုဒ္ဓဘုရားမွေးဖွားရာကပိလဝတ္ထုပြည်ကမင်းသားအဘိယာဇာဟာအိန္ဒိယနိုင်ငံကနေရွှေ့ပြောင်းလာခဲ့ပြီးခရစ်နှစ်မတိုင်မီ850လောက်မှာတကောင်းနိုင်ငံကိုတည်ထောင်ခဲ့တယ်လို့ဆိုပါတယ်အဘိယာဇာရဲ့မျိုးဆက်ဟာတကောင်းကနေတဆင့်တရေခေတ္တရာနဲ့ပကံအထိဆက်နွယ်နေတယ်လို့ဖော်ပြထားပါတယ်အရင်ကရာဇဝင်ကျမ်းတွေမှာပြူစောထီးဆိုတာနေမင်းနဲ့နဂါမင်းသမီးကမွေးဖွားလာတယ်လို့ဒဏ္ဍာရီရှိခဲ့ပေမဲ့မှန်တမ်းရာဇဝင်မှာတော့ဗုဒ္ဓဘာသာယုံကြည်မှုနဲ့လိုက်ဖက်အောင်ပြန်ရေးဆွဲခဲ့တာဖြစ်ပါတယ်ပညာရှင်အများစုကတော့ဒီအချက်ကိုဒဏ္ဍာရီနဲ့ဘာသာရေးအရဖန်တီးမှုလို့ပဲရှုမြင်ကြပါတယ်တကောင်းမျိုးရှိခဲ့တာမှန်ပေမဲ့အိန္ဒိယကနေဓာတ်ရိုက်ဆင်းသက်လာတယ်ဆိုတဲ့သမိုင်းထောက်ထားတွေကတော့နည်းပါပါတယ်ဒါဟာပကံခေတ်နောက်ပိုင်းမင်းဆက်တွေအာဏာတည်မြဲအောင်ဖန်တီးထားတဲ့ရာဇဝင်ပုံစံမျိုးဖြစ်နေပါတယ်မြန်မာလူမျိုးတွေမရောက်ခင် AR မြစ်ဝမ်းမှာအစောဆုံးမှတ်တမ်းတင်ထားတဲ့လူမျိုးကပြူလူမျိုးဖြစ်ပါတယ်ပြူတွေဟာတိဘက်ဗမာအနွယ်ဝင်တွေဖြစ်ပြီးတော့ခရစ်နှစ်မတိုင်ခင်200စုကတည်းကယူနန်နဲ့တိဘက်အရှေ့ပိုင်းဒေသကနေ AR မြစ်ဝမ်းကိုပြောင်းရွှေ့လာခဲ့ကြတယ်လို့ရှေးဟောင်းသုတေသနအထောက်အထားတွေကဆိုပါတယ်ပြူမျိုးပြနိုင်ငံတွေထဲမှာဗိဒ္ဓနိုးဟလိန်တရေခေတ္တရာစတဲ့မြို့တွေရှိခဲ့ပါတယ်ပြူတွေဟာထေရဝါဒဗုဒ္ဓဘာသာကိုအစောဆုံးကိုးကွယ်ခဲ့သူတွေဖြစ်ပြီးတရုတ်ပြည်ရဲ့တန် Dynasty ရာဇဝင်မှတ်တမ်းမှာပြူနိုင်ငံကိုပါအိုလို့ဖော်ပြထားပါတယ်ပြူဘာသာစကားနဲ့မြန်မာဘာသာစကားဟာတူညီတဲ့တိဘက်ဗမာအုပ်စုကနေဆင်းသက်လာတာဖြစ်ပါတယ်မြန်မာရှေးဟောင်းပညာရှင်ကြီးဂျော်ဒန်ဟန်နီတွန်လူးစ်ရဲ့လေ့လာချက်တွေကဒီနေ့ပဲမှာအရေးပါဆုံးဖြစ်ပါတယ်သူ့ရဲ့အဓိကလက်ရာတွေဖြစ်တဲ့အိုဘာမာအာလီပကံနဲ့ Face of Pre ပကံဘာမာဆိုတဲ့စာအုပ်တွေမှာပြူလူမျိုးနဲ့ဗမာလူမျိုးတွေရဲ့ဆက်နွယ်မှုကိုအသေးစိတ်လေ့လာထားပါတယ်နောက်ထပ်လေ့လာနိုင်တဲ့တစ်ချက်ကတော့တရုတ်ရာဇဝင်မှတ်တမ်းဖြစ်ပါတယ်လူစ်ကပြူမျိုးပြတွေဟာခရစ်နှစ်200စုလောက်ထဲကရှိခဲ့ပြီးဗမာလူမျိုးတွေမရောက်ခင် AR မြစ်ဝမ်းကိုလွှမ်းမိုးထားတယ်လို့ဆိုပါတယ်သူကနန်ချောင်းနိုင်ငံက832ခုနှစ်မှာပြူမျိုးတော်ကိုဖျက်ဆီးခဲ့တယ်လို့တရုတ်မှတ်တမ်းတွေကိုကိုးကားပြီးတော့ရှင်းပြပါတယ်အဲဒီနောက်မှာတော့ဗမာလူမျိုးတွေဟာကြောက်စဲဒေသကနေ AR မြစ်ကွေ့ကိုပြောင်းရွှေ့လာခဲ့ပြီးပြူရင်ချင်းမှုကိုစက္ကန့်တိဆောက်ခဲ့တယ်လို့လူစ်ကယုံကြည်ထားပါတယ်လူစ်ရဲ့လေ့လာချက်တွေဟာကြောက်စာဖတ်ရှုမှုဘာသာစကားနှိုင်းယှဉ်မှုရှေးဟောင်းပစ္စည်းခွဲခြမ်းစိတ်ပြမှုတွေပေါ်မှာအခြေခံထားတာဖြစ်ပြီးတော့ယနေ့မြန်မာရှေးဟောင်းသုတေသနရဲ့အခြေခံနေသေးပဲဖြစ်ပါတယ်လူစ်ကဒီဖြစ်ရပ်ကိုအဓိကအချက်ဖြစ်ကိုးကားပါတယ်မျိုးရိုးဗီဇ DNA အထောက်အထားတွေမှာလည်း YDNA haplogroup O2 နဲ့ O1B တွေဟာတရုတ်တိဘက်ဒေသကဆင်းသက်လာတယ်လို့လေ့လာချက်တွေကပြနေပါတယ်ပြူနဲ့ဗမာတွေဟာတူညီတဲ့မျိုးရိုးအုပ်စုကဆင်းသက်လာတာဖြစ်ပါတယ်ရှေးဟောင်းပစ္စည်းနဲ့ကြောက်စာတွေမှာဆိုရင်လည်းပကံကြောက်စာတွေမှာမြန်မာစကားကို17ရာစုနောက်ပိုင်းမှာမှပထမဆုံးတွေ့ရတာဖြစ်ပါတယ်ပြူကြောက်စာတွေမှာလည်းစင်တူစကားလုံးတွေရှိပါတယ်လူစ်ကဒီကြောက်စာတွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်849ခုနှစ်လောက်မှာပကံကိုဗမာလူမျိုးတွေအခြေချတည်ထောင်ခဲ့ကြပါတယ်အနွယ်ဒါမင်းလက်ထက်မှာမွန်နိုင်ငံတွေကိုသိမ်းပိုက်ပြီးဗုဒ္ဓဘာသာကိုတနိုင်ငံလုံးပြန့်နှံ့စေခဲ့ပါတယ်ပြူမွန်ရှမ်းနဲ့အခြားလူမျိုးတွေရောနှောပြီးယနေ့မြန်မာလူမျိုးဆိုတာဖြစ်လာခဲ့တာဖြစ်ပါတယ်လူစ်ကပကံကိုဗမာယဉ်ကျေးမှုပြန့်နှံ့ရာနေရာအဖြစ်ဖော်ပြထားပါတယ်ခေတ်သစ်ပညာရှင်တွေရဲ့အဓိကတွေ့ရှိချက်တွေအရတော့မြန်မာလူမျိုးတွေဟာတိဘက်ဗမာအနွယ်ဝင်တွေဖြစ်ပြီးတော့တိဘက်ယူနန်နဲ့ဟိမဝန္တာအရှေ့ပိုင်းကနေခရစ်နှစ်600နဲ့900ကြားမှာ AR မြစ်ဝမ်းကိုအဓိကပြောင်းရွှေ့လာခဲ့ကြတယ်လို့ဆိုပါတယ်အဓိကအထောက်ထားကတော့ဘာသာစကားအထောက်ထားဖြစ်ပါတယ်သုတေသနတစ်ခုအရဗမာနဲ့ကရင်တို့နှစ်မျိုးစလုံးဟာတိဘက်ဗမာဘာသာစကားတွေပြောဆိုနေကြပေမဲ့မျိုးရိုးဗီဇအရကွာခြားမှုတွေရှိနေတာကိုတွေ့ရပါတယ်ဗမာလူမျိုးတွေမှာမျိုးရိုးဗီဇကွဲပြားမှုအလွန်မြင့်မားပေမဲ့ကရင်လူမျိုးတွေမှာတော့မျိုးရိုးဗီဇတေးခြားဖြစ်နေမှုကပိုပြီးတော့ထင်ရှားပါတယ်
ဒါအပြင်ဗမာရခိုင်နဲ့ကရင်တို့ဟာအရှေ့တောင်အာရှမှာရှိတဲ့တိုင်ကရာနဲ့မုံမီယန်လူမျိုးတွေနဲ့ပို့ပြီးတော့နီးစပ်မှုရှိတာကိုတွေ့ရပြီးနာဂနဲ့ချင်းတို့ကတော့အိန္ဒိယအရှေ့မြောက်ဘက်ဒေသမှာရှိတဲ့ဩစတြိုအာရှတစ်နဲ့တိဘက်ဗမာလူမျိုးတွေနဲ့ပို့ပြီးတော့နီးစပ်မှုရှိကြောင်းဖော်ပြထားပါတယ်မြန်မာမှာတောင်ဆိုတဲ့စကားလုံးဟာတောင်ဘက်နဲ့တောင်တန်းနှစ်မျိုးလုံးကိုအဓိပ္ပာယ်ရှိနေတာဟာဘိုးဘေးတွေဟာမြောက်ဘက်တောင်တန်းတွေကလာခဲ့တယ်ဆိုတဲ့အဓိကသက်သေပဲဖြစ်ပါတယ်ဗမာရီဘာသာစကားတွေဟာယူနန်နဲ့တရုတ်တောင်ပိုင်းမှာပိုများနေစေပါလူစ်ကဒီဘာသာစကားစုံနယ်မှုကိုလည်းအသေးစိတ်ခွဲခြမ်းလေ့လာခဲ့ပါတယ်နောက်တဲ့သုတေသနမှတ်တမ်းတွေအရဗမာလူမျိုးတွေဟာတိဘက်ဗမာလူမျိုးစုကြီးကအကြီးဆုံးလူမျိုးဖြစ်ပြီးတော့မွန်ဂိုလိုက်လူမျိုးစုဖြစ်တယ်လို့မြန်မာသမိုင်းပညာရှင်ဒေါက်တာတန်းထွန်းကမှတ်ချက်ပြုထားပါတယ်မြန်မာနိုင်ငံလို့ယနေ့ခေါ်တဲ့ဒေသမှာလွန်ခဲ့တဲ့နှစ်ပေါင်း4သိန်းခန့်ကလေးကလက်နက်ကိုအသုံးပြုတတ်တဲ့ရှေးဦးလူသားတွေနေထိုင်ခဲ့ကြပါတယ်အဲ့ဒီကာလကရာသီဥတုဟာအခုထက်ပိုအေးပြီးတော့မိုးရွာသွန်းမှုက3ဆကနေ6ဆအထိပိုများတာကြောင့်မိုးဆွေကာလလို့ခေါ်နိုင်တဲ့အခြေအနေဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2သိန်းခန့်ကစပြီးအဲ့ဒီရှေးဦးလူသားတွေဟာလက်နက်ကရိယာတွေပြုလုပ်တတ်တဲ့အဆင့်ကိုရောက်လာခဲ့ပါတယ်အလွန်အေးမြတဲ့မြောက်လေကိုကာကွယ်ဖို့အတွက်တောင်ဆောင်တွေမှာရှိတဲ့တောင်ဘက်ကိုမျက်နှာမူတဲ့ဂူတွေမှာအခြေချနေထိုင်ခဲ့ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ခန့်ကစပြီးတော့လူစစ်တွေလိုဖြစ်လာခဲ့ကြပြီးလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်မှာတော့ရာသီဥတုဟာဒီနေ့ပုံစံမျိုးလိုဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ရှမ်းပြည်နယ်မှာရှိတဲ့ဗဒလင်းကူမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကရှေးဟောင်းလူသားတွေရေးဆွဲခဲ့တဲ့နိုင်ငံစည်းရေးပကြီးတွေကိုယနေ့တိုင်တွေ့နိုင်ပါတယ်။အဲ့ဒီပကြီးတွေမှာစင်ဝက်သမင်တို့နဲ့တူတဲ့တရိတ်ဆန်ပုံတွေအယိုးကိုပဲဖော်ပြထားတဲ့ငါးပုံနဲ့လက်ဝါးပုံတွေဂူအတွင်းကမြင်ရတဲ့နေထွက်နေပုံရှုခင်းတွေပါဝင်ပါတယ်။နောက်တဲ့မှတ်တမ်းတွေရတော့ဗမာလူမျိုးတွေရဲ့သမိုင်းကြောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း6000မှတသိန်းဝန်းကျင်ကမှခေတ်သစ်လူသားတွေအာဖရိကတိုက်ကနေအုပ်စုလိုက်စတင်ထွက်ခွာလာခဲ့ကြတာကနေအစပြုတယ်လို့ဆိုပါတယ်။အဲ့ဒီလူသားတွေဟာအရှေ့လယ်ပိုင်းဒေသကိုဖျက်ဆီးပြီးတော့ဥရောပနဲ့အာရှတိုက်တွေကိုပြန့်နှံ့သွားခဲ့ပါတယ်။အာရှတိုက်တွင်းကိုဝင်ရောက်လာတဲ့အုပ်စုတွေထဲကအရှေ့ဘက်ကိုဦးတည်လာတဲ့သူတွေဟာယနေ့ခေတ်အရှေ့အာရှသားတွေနဲ့တရုတ်တိဘက်နွယ်ဘွားတွေရဲ့ဘိုးဘေးတွေဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း9000မှ9000ခန့်မှာတရုတ်ပြည်အနောက်ဘက်ပိုင်းမြစ်ဝါမြစ်ဝမ်းတစ်ချောင်းမှာတရုတ်တိဘက်နွယ်ဘွားတွေစတင်အခြေချနေထိုင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာလူကြီးတွေတိုးပွားလာတဲ့အမျှအုပ်စုကြီးနှစ်ခုကွဲထွက်သွားခဲ့ပါတယ်။အရှေ့ဘက်နဲ့တောင်ဘက်ကိုဆင်းသွားတဲ့အုပ်စုဟာယနေ့ခေတ်ဟန်တရုတ်တွေဖြစ်လာပါတယ်။ကျန်တဲ့အုပ်စုတစုကတော့တိဘက်ဗမာနွယ်ဘွားတွေအဖြစ်အနောက်ဘက်နဲ့တောင်ဘက်မှာရှိတဲ့ရှင်းဟိုင်ကန်စုကုန်းမြင့်ဒေသတွေစီကိုရွှေ့ပြောင်းသွားခဲ့ကြပါတယ်။တိဘက်ဗမာနွယ်ဘွားတွေဟာရာစုနှစ်များစွာအတွင်းမှာတောင်ဘက်ကိုတဖြည်းဖြည်းရွှေ့ပြောင်းလာခဲ့ကြရမှတချို့ဟာမြန်မာနိုင်ငံတွင်းကိုအုပ်စုနှစ်စုအဖြစ်အဓိကဝင်ရောက်လာခဲ့ပါတယ်။ရှေးဦးအုပ်စုပြူလူမျိုးတွေဟာ BC ကာလတွေမှာဝင်ရောက်လာပြီး AR မြစ်ဝမ်းမှာမြို့ပြနိုင်ငံတွေထူထောင်ခဲ့ကြတယ်လို့ဆိုပါတယ်။နောက်ကျတဲ့အုပ်စုကတော့ဗမာတို့ရဲ့ဘိုးဘေးတွေပဲဖြစ်ပါတယ်။ဗမာတွေဟာ900စုမတိုင်မီမှာနန်းကျောင်းအုပ်ချုပ်တဲ့နေမြေတွေအတွင်းကနေအုပ်စုလိုက်စတင်ထွက်ခွာလာခဲ့ကြပါတယ်။သူတို့ဟာနန်းကျောင်းတက်မတော်ရဲ့ရှေ့တန်းကင်းထောက်စစ်သည်တွေအဖြစ်အရှေ့တောင်အာရှတခွင်ကိုရောက်ဖူးပြီးသားဖြစ်တာကြောင့်သူတို့မျိုးနွယ်စုတွေရဲ့ရေရှည်ရှင်သန်ခြေဆိုင်နိုင်မဲ့ဒေသကိုဗျူဟာမြောက်ရွေးချယ်နိုင်စွမ်းရှိခဲ့ကြပါတယ်။ဒါကြောင့်မို့လဲစစ်သည်တော်တွေရဲ့ကျမ်းမာကြမ်းခိုင်မှုကိုထိခိုက်စေနိုင်တဲ့ပူပြင်းဆွတ်ပြီးငှက်ဖျားယောဂါလိုယောဂါဆိုးတွေရှိတဲ့ဒေသတွေကိုရှောင်ရှားခဲ့ကြပါတယ်။အဲ့ဒီအစားမြန်မာနိုင်ငံအလယ်ပိုင်းကပူအိုက်6သွေ့ပေမဲ့ယောဂါဗျာကင်းရှင်းပြီးအချက်အချာကျတဲ့ဒေသတွေကိုရွေးချယ်အခြေချခဲ့ကြတာဖြစ်ပါတယ်။ဒီလိုရွှေ့ပြောင်းလာတဲ့အုပ်စုတွေထဲမှာတိုက်ခိုက်ရေးကျွမ်းကျင်တဲ့စစ်တီတော်ယောက်ျားသားတွေအဓိကပါဝင်ပြီးတော့ဒေသခံပြူမျိုးသမီးတွေနဲ့အိမ်တော်ပြုကမျိုးဆက်သစ်တွေကိုပြုစုပြောင်းထောင်ခဲ့ကြပါတယ်။ဗမာရီယာတန်လွင်မြစ်လမ်းကြောင်းအတိုင်းစုံစင်းလာပြီးရှမ်းပြည်နယ်မြောက်ပိုင်းကိုဖျက်ဆီးကမြန်မာနိုင်ငံအလယ်ပိုင်းကိုရှစ်တောင်ဘက်ကနေပြူဟာမြောက်ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စစ်ရေးရတာစည်းသူတွေဖြစ်တဲ့အတိုင်းစိုက်ပျိုးမြေအချက်ချာကြတဲ့ကြောက်စဲနဲ့မင်းဘူးဒေသတွေကိုမွန်သက်ပလောင်နဲ့ပြူရိုစီကနေရယူခဲ့ကြပါတယ်။ဒါကိုအင်ပါယာထူထောင်ဖို့အတွက်ရိတ်ခါအင်အားစုဖြစ်အသုံးချတာဖြစ်ပါတယ်။ဆက်သွယ်ရေးနဲ့ရိတ်ခါရရှိနိုင်မှုအကောင်းဆုံးဗဟိုချက်ဖြစ်တဲ့ပကံမြို့တော်ကိုလည်းမြို့တော်အဖြစ်ခိုင်မာစွာထူထောင်ခဲ့ကြပါတယ်။အင်းဒီစစ်တရာစုပကံမှာခြေချနိုင်ခဲ့တဲ့ဗမာရီရဲ့ယဉ်ကျေးမှုအဆင့်တန်းဟာအဲ့ဒီခေတ်ကတရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ရှင်ရင်ကွာခြားမှုတွေရှိနေခဲ့ပေမဲ့အခြေချနေထိုင်ပြီးတဲ့နောက်မှာတော့ဒေသခံပြူနဲ့မွန်တွေရဲ့ယဉ်ကျေးမှုတွေအိန္ဒိယဒေသကနေဝင်ရောက်လာတဲ့ဘာသာရေးနဲ့ဘိသုကာပညာရပ်တွေကိုမိမိတို့ရဲ့မူလတလေးတွေနဲ့ပေါင်းဆက်ပြီးပိုပြီးသစ်လွင်ကောင်းမွန်တဲ့ပကံယဉ်ကျေးမှုဆိုတာကိုတီထွင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ဗမာလူမျိုးတွေရဲ့ဇစ်မြစ်ကိုလေးလာတဲ့အခါတောင်ဘက်ကိုရွှေ့ပြောင်းလာတဲ့ရှေ့ပြေးဗမာဘိုးဘေးတွေနဲ့ဒေသခံပြူတွေပေါင်းစပ်မှုကိုအခြေခံအကျဆုံးအချက်ဖြစ်သမိုင်းပညာရှင်တွေကလက်ခံထားကြတာပါ
ဗမာလူမျိုးတွေဟာမိမိတို့ရဲ့လွတ်မြောက်ရေးအတွက်မူလယဉ်ကျေးမှုအချို့ကိုစွန့်လွတ်ခဲ့ရပေမဲ့လည်းရောင်းရရက်ဒေသကဒေသခံယဉ်ကျေးမှုတွေကိုလက်ခံရောနှောတဲ့နေရာမှာအတူယူရုံနဲ့မဟုတ်ဘဲမိမိတို့နဲ့ကိုက်ညီအောင်ပြုပြင်ပြောင်းလဲယူခဲ့ကြပါတယ်။တနည်းအားဖြင့်ပြောရရင်ပကံမှာခြေချခဲ့တဲ့ AD 17ရာစုကဗမာတွေရဲ့ယဉ်ကျေးမှုဟာခေတ်ပြိုင်တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့အနှိုင်းယှဉ်ရင်အများကြီးကွာခြားမှုရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းဗမာတွေဟာရောနှောလာတဲ့ယဉ်ကျေးမှုတွေပေါ်မှာလူနေမှုစနစ်နဲ့မကိုက်ညီတာတွေကိုဖယ်ထုတ်ပြီးလိုအပ်တာတွေကိုဖြည့်ဆွတ်ခဲ့ကြပါတယ်။ပြူရိုစီကနေဆယ်မြောင်းနှီးစနစ်နဲ့စိုက်ပျိုးရေးပညာမွန်တို့စီကနေစာပေနဲ့ဘာသာရေးဆိုင်ရာအခြေခံတွေကိုရယူပြီးပိုပြီးခိုင်မာတဲ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုကိုတည်ဆောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။တိုက်ခိုက်ရေးမှလည်းမဟုတ်ဘဲနေမြေဖော်ထုတ်တဲ့နေရာမှာလည်းထက်မြက်သူတွေဖြစ်တာကြောင့်တောတွေကိုခုတ်ထွင်ရှင်းလင်းပြီးရွှေဘိုမုံရွာပခုတ်ကူစကိုင်းနဲ့မန္တလေးဒေသတွေမှာလေယာတွေဖော်ထုတ်ခဲ့ကြပါတယ်။မြေဩဇာညံပြင်းတဲ့အရက်တွေမှာတော့ကွန်ထန်စတဲ့ဥယျာဉ်ခြံတွေကိုလုတ်ကင်ပြီးတော့အချောင်းသေးဆုံးအရက်တွေမှာပြောင်းတဲ့နှမ်းတို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ဒီလိုမျိုးမြန်မာနိုင်ငံလယ်ပိုင်း6သွေးဒေသကြီးတစ်ခုလုံးကိုစူးစီးစိုက်ပျိုးမြေဖြစ်ပြောင်းလဲနိုင်ခဲ့တာဟာကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီးလူဦးရေလည်းအလျင်မြန်တိုးပွားလာကနေပယ်ကျေပြတ်တဲ့အင်ပါယာကြီးဖြစ်ကိုဥတည်စေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဗမာတွေဟာ AD 17ရာစုအတွင်းမှာမိမိတို့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဘိသုခစာပေနဲ့အနုပညာရပ်တွေကိုဖန်တီးနိုင်ခဲ့ပြီးအရှိတောင်အာရှမှာထင်ရှားတဲ့ဗကံအင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။တမိုင်းတစ်လျှောက်မှာမွန်ကိုတရုတ်ထိုင်းမွန်ရခိုင်ရှမ်းကရင်စတဲ့ပြည်တွင်းပြည်ပရအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ကြပေမဲ့ဗမာတွေဟာအကြိမ်တိုင်းမှာပြည်တော်စုရဲ့ဦးဆောင်သူနေရာကိုပြန်လည်ရောက်ရှိနိုင်ခဲ့ကြပါတယ်။မြန်မာတမိုင်းမှာအဓိကပြည်တော်စုကြီး၃ခုကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ကြပါတယ်။ပကံခေတ်ဖြစ်တဲ့ပထမမြန်မာနိုင်ငံတော်ကိုအနွယ်ထာမင်းကြီးကတည်ထောင်ခဲ့ပါတယ်။တောင်ငူခေတ်ဖြစ်တဲ့ဒုတိယမြန်မာနိုင်ငံတော်ကိုတော့တပင်းရွှေတီးနဲ့ဘီရင်တော်မင်းတရားကြီးတို့ကတည်ထောင်ခဲ့ပြီးတော့ကုန်းမောင်ခေတ်တတိယမြန်မာနိုင်ငံကိုတော့အလောင်းမင်းတရားကြီးကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဗမာလူမျိုးစုတွေရဲ့ဘိုးဘေးတွေဟာမြန်မာနိုင်ငံမြေပြဒေသတွေစီကိုမဆင်းလာခင်တရုတ်ပြည်အနောက်ပြောဘက်နဲ့တိဘက်ကုန်းမြင့်တစ်ဝိုက်မှာရှိနေစဉ်တုန်းကသူတို့ရဲ့ကိုးကွယ်မှုဟာတဘာဝလွန်အင်အားစုတွေကိုယုံကြည်တဲ့ရိုးရာနတ်ကိုးကွယ်မှုနဲ့ဘိုးဘွားပူဇော်မှုတွေပေါ်မှာအခြေခံခဲ့ပါတယ်။ရှေးဦးဗမာတွေဟာတောတောင်မြစ်ချောင်းနဲ့မိုးလေဝသကိုအစိုးရတယ်လို့ယုံကြည်ရတဲ့နတ်တွေကိုကိုးကွယ်ခဲ့ကြတာပါ။ဒီယုံကြည်မှုတွေဟာနောက်တစ်ချိန်မြန်မာလူဖွဲ့စည်းတွေမှာအမြင့်တွေကြံ့ရစ်ခဲ့တဲ့မီယိုဖလာနတ်တွေတောဆောင်နတ်တောင်ဆောင်နတ်ယုံကြည်မှုတွေရဲ့အစောပိုင်းပုံစံတွေပဲဖြစ်ပါတယ်။တိဘက်ဗမာမျိုးနွယ်ဘွားတွေရဲ့ထုံးစံအတိုင်းကွယ်လွန်သွားသူတွေကိုနတ်အဖြစ်သတ်မှတ်ပြီးပူဇော်တဲ့ဓလေ့လည်းရှိခဲ့ပါတယ်။ဗမာတွေဟာမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့လမ်းကြောင်းမှာရှိတဲ့နန်းကျောက်ဒေသကရောနှောပါဝင်လာတဲ့မဟာယာနအနွယ်ယူဆတွေနဲ့လူသားနဲ့နတ်လောကအကြားဆက်သွယ်ပြီးတဲ့ရှေးဟောင်းဝိညာဉ်ရေးရာအတတ်ပညာတွေလည်းပါရှိနေခဲ့ပါတယ်။အဲ့ဒီထဲမှာနတ်တွေအတွက်တင်ဆက်ရမယ့်ကတော့ပွဲပြင်ဆင်ပုံနဲ့နတ်တို့ရဲ့ဂျင်းနှမှုကိုယူပြီးဘေးအန္တရာယ်ကင်းဝေးအောင်လုပ်တဲ့ရရအတတ်ပညာတွေလည်းပါဝင်ခဲ့ပါတယ်။ဒီတက်ပညာတွေဟာဗမာတွေမြန်မာပြည်ထဲကိုဝင်ရောက်လာတော့ကနန်းကျောက်ဒေသကနေတန်တရယူဆတွေနဲ့ပေါင်းဆက်လာခဲ့တာဖြစ်ပြီးတော့ပကံခေဦးမှာအထင်ရှားရှိခဲ့တဲ့အရေးကြီးယူဆတွေရဲ့အခြေခံမူလစနစ်တစ်ခုဖြစ်နိုင်တယ်လို့သမိုင်းပညာရှင်တွေကယူဆကြပါတယ်။ဗမာတွေဟာပကံဒေသမှာအခြေချပြီးတဲ့နောက်မှသာရှေးဦးစွာနေထိုင်ခဲ့တဲ့ပြူရီစီကနေထီရဝါဒအငွေ့သက်တွေကိုပို့ပြီးထိတွေ့ခဲ့ရပါတယ်။အဲ့ဒီမတိုင်ခင်ကတော့မဟာယာနဗုဒ္ဓဘာသာရိုးရာနတ်နဲ့ဟိန္ဒူဘာသာဆိုင်ရာနတ်ဖျားတွေရောထွေးနေတဲ့အယောနှောယူဝါဒတွေဖြစ်ခဲ့ရာကနေအနွယ်ထာမင်းကြီးလက်ထက်မှာတထုံပြည်ကနေပေးဆောင်လာတဲ့ထီရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်ရဲ့အဓိကဘာသာအဖြစ်ပြိုးထောင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထီရဝါဒဗုဒ္ဓဘာသာထွန်းကားလာတဲ့တိုင်အောင်မဟာယာနနဲ့ຫນွယ်တဲ့ပွဲကြောင်းအလေးထားတွေရိုးရာနတ်နဲ့ဟိန္ဒူယဉ်ကျေးမှုဆိုင်ရာအလေးထားတွေဟာညောင်ရမ်းခေတ်ထိမြန်မာလူဖွဲ့စည်းတွင်မှာနှက်ဆိုင်စွာအမြင့်တဲကြံ့ရစ်ခဲ့တာကိုတွေ့ရပါတယ်။ပကံခေတ်မှာကျန်စစ်သားမင်းကြီးနန်းတစ်တဲပြီးနန်းသိမ်းပွဲကျင်းပတဲ့အခါဟိန္ဒူနဲ့ဖျားဖြစ်တဲ့ဗိသနုနတ်ကိုပင့်ဖိတ်ပသခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။တောင်ငူမင်းဆက်တွေအတွင်းမှာလည်းတောင်တွင်းရှင်မုံယူဆရာတို့ကဲ့သို့သောပုံကိုယ်တွေကိုအားထားခဲ့ကြတာပါ။ညောင်ရမ်းမင်းဆက်ရဲ့နောက်ဆုံးကာလတွေမှာဘားမဲ့ဘားမော့အစရှိတဲ့မွန်ဆရာတော်တွေကိုပင့်ဖိတ်ပြီးနတ်မေးခိုင်းတာဗေဒရရာနဲ့အင်းအိုင်ခါတဲ့အတတ်ပညာတွေကိုအသုံးပြုခဲ့တာတွေကိုတွေ့ရပါတယ်။ဒီလိုနဲ့မြန်မာလူမျိုးတွေရဲ့ယုံကြည်ကိုးကွယ်မှုဟာစင်ကြယ်တဲ့ထေရဝါဒယူဆပြင်ရှေးအောင်ရိုးရာယုံကြည်မှုတွေနဲ့ဟိန္ဒူဗေဒပညာရပ်တွေပေါင်းစပ်နေတဲ့မြန်မာနည်းမြန်မာဟန်ကိုးကွယ်မှုအဖြစ်တမိုင်းတစ်လျှောက်တည်ရှိလာခဲ့တာဖြစ်ပါတယ်။စာပေနဲ့ပတ်သက်ရင်တော့ဗမာစာပေဟာမြန်မာနိုင်ငံရဲ့ယုံသုံးစာပေစနစ်ဖြစ်ပြီးတိဘက်ဗမာဘာသာစကားမိသားစုဝင်ဗမာဘာသာကိုပုံဖော်ရေးသားကြတဲ့စာပေတွေကိုရည်ညွှန်းပါတယ်။ဗမာစာရေးစနစ်ဟာအိန္ဒိယကနေပြန့်နှံ့လာတဲ့ဘရာဟင်စလုံးစနစ်ကနေဆင်းသက်လာတာဖြစ်ပြီးမွန်စာရေးစနစ်ကနေတစ်ဆင့်ဖွံ့ဖြိုးလာခဲ့တာဖြစ်ပါတယ်။
ဗမာစာပေရဲ့အစပြုကာလကိုပကံခေတ်မှာတွေ့ရတဲ့ကျောက်စာတွေကနေစတင်သတ်မှတ်ကြပါတယ်။ပကံခေတ်တွင်မှာဗမာစာပေဟာဘာသာရေးစာပေတွေကိုအဓိကအနေနဲ့ရေးသားခဲ့ပြီးပါဠိစာပေတွေကိုဘာသာပြန်တာနဲ့ဗုဒ္ဓဘာသာကျမ်းစာတွေဖန်တီးတာမှာအဓိကထားခဲ့ပါတယ်။အဲဒီနောက်အင်းဝဟန်သာရီနဲ့တောင်ငူခေတ်တွေမှာဗမာစာပေဟာဆက်လက်ဖွံ့ဖြိုးလာပြီးကဗျာ၊သမိုင်း၊ဥပဒေနဲ့နန်းတွင်းစာပေတွေထွန်းကားလာခဲ့ပါတယ်။18ရာစုကနေ19ရာစုကုန်းမောင်ခေတ်မှာတော့ဗမာစာပေဟာအထူးတိုးတက်လာခဲ့ပြီးကဗျာပြဆက်ရာဇဝင်နဲ့တရားစာပေတွေပါဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။အဲဒီခေတ်မှာစာပေကိုနန်းတော်နဲ့ဘုန်းတော်ကြီးကျောင်းတွေအတွင်းမှာအဓိကသင်ကြားခဲ့ကြတာဖြစ်ပါတယ်။ကိုလိုနီခေတ်မှာပုံနှိပ်နည်းပညာဝင်ရောက်လာတဲ့အတွက်ကြောင့်ဗမာစာပေမှာပြောင်းလဲမှုတွေဖြစ်ပေါ်လာခဲ့ပြီးတော့သတင်းစာတွေဝတ္ထုတွေနဲ့ခေတ်ဆန်းစာပေတွေဟာပေါ်ပေါက်လာခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ဗမာစာပေဟာပုံနှိပ်စာပေ digital စာပေနဲ့မီဒီယာတွေကနေတဆင့်ဆက်လက်ဖွံ့ဖြိုးနေပြီးတော့မြန်မာယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေစေဖြစ်ပါတယ်။စာပေရေးသားတွေမှာဗမာတွေဟာအနွယ်တူတဲ့ပြူရိုစီကနေမသိယူခဲ့ပဲမွန်ဘာသာစကားပြောဆိုမှုကိုမှီညမ်းခဲ့တယ်လို့အခရာရေးသားမှာလည်းမွန်တို့စီကနေရယူခဲ့ပေမဲ့ကိုယ်ပိုင်အခရာတွေကိုတီထွင်ပြောဆိုရေးသားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲမျက်မှောက်ခေတ်မှာပြူကြောက်စာအကျွင်းကြံတွေကိုဖတ်ပြီးအဓိပ္ပာယ်ဖော်ဖို့ခက်ခဲနေရတာဖြစ်ပါတယ်။ဗမာတွေခရစ်နှစ်1113ကနေ1184အတွင်းမှာမွန်ယဉ်ကျေးမှုကိုမှီညမ်းပြုပြီးတီးခြားယဉ်ကျေးမှုတည်ထောင်ဖို့အားထုတ်နေစေဖြစ်တယ်လို့ဒေါက်တာတန်းထွန်းရဲ့ခေတ်ဟောင်းမြန်မာရာဇဝင်မှာတွေ့ရပါတယ်။မြန်မာသမိုင်းဆရာအချို့ကမြန်မာစာဟာပြူစာကနေဆင်းသက်လာတယ်လို့ယူဆကြပါတယ်။ပြူစာကနေဆင်းသက်လာတာမှန်ရင်ပြူစာကနေမြန်မာစာဖြစ်လာဖို့အတွက်ခေတ်ဆက်ဆက်ဆင့်ကဲပြောင်းလဲလာတဲ့ဂျားကန်စာပေမျိုးရှိနေမှရမှာပါ။ဒါပေမဲ့အဲ့လိုမျိုးမရှိခဲ့ကြောင်းကိုရာဇကုမာကျောက်စာကသက်သေခံနေပါတယ်။ရာဇကုမာကျောက်စာမှာပါဠိမြန်မာပြူမွန်ဆိုပြီးစာပေ၄မျိုးနဲ့တပြိုင်တည်းရေးထိုးထားတာကိုတွေ့နိုင်ပါတယ်။အဲ့ဒီကျောက်စာဟာအကြောင်းအရာတစ်ခုတည်းကိုစာပေ၄မျိုးနဲ့တစ်ခေတ်ထဲမှာရေးထိုးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာစာဟာပြူစာကနေဆင်းသက်လာတဲ့ဆိုတဲ့အဆိုဟာခိုင်လုံတဲ့အထောက်အထားမဟုတ်ပါဘူး။အလားတူပဲမွန်စာကနေဆင်းသက်လာတယ်လို့ပြောဖို့ကလည်းအဲ့ဒီကျောက်စာမှာပဲမွန်စာလည်းပါရှိနေပြီးသားဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒီနေ့ဒီလူတွေဟာပြူစာကိုကောင်းကောင်းရေးရေးလဲလဲဖတ်တတ်တဲ့သူရဲ့လို့မရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပြူတွေဟာရခိုင်နဲ့မွန်တို့လိုပဲသီးခြားစာပေနဲ့ရက်တည်နေထိုင်လာခဲ့တဲ့လူမျိုးတွေဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ဒေါက်တာသန်းထွန်းကတော့400စုမှာစာရေးနည်းပညာကိုပြူလို့ရရှိခဲ့ကြပြီးတော့မွန်နဲ့ရခိုင်တို့က600စုမှာရရှိနေပြီးသားဖြစ်ပေမဲ့နောက်ခါမှာမြန်မာတို့ကပြူနဲ့မွန်နှစ်ဦးစလုံးစီကနေနီးကိုမှီပြီး17ရာစုကျမှအဲ့ဒီပညာကိုရရှိခဲ့ကြတယ်လို့မှတ်ယူနိုင်ကြောင်းကောက်ချက်ချရေးသားခဲ့ပါတယ်။အသစ်တွေ့ရှိထားတဲ့415ခုနှစ်ကစောလူမင်းကျောက်စာဟာရာဇကုမာကျောက်စာထက်နှစ်ပေါင်း60ခန့်စောခဲ့တယ်လို့ပညာရှင်တွေကပြောကြပါတယ်။ဘာသာစကား6မျိုးနဲ့ရေးထိုးထားတာကြောင့်ဘာသာစကားအများဆုံးပါတဲ့ကျောက်စာတစ်ချက်ဖြစ်ပါတယ်။မြန်မာဘာသာနဲ့8ကျောင်းပြူနဲ့ပါဠိနဲ့14ကျောင်းပြူစာစစ်စစ်9ကျောင်းဆိုပြီးစုစုပေါင်း29ကျောင်းပါရှိပါတယ်။မွန်စာနဲ့အများဆုံးရေးထိုးထားတဲ့ဘက်မှာတော့ပါဠိဘာသာနဲ့8ကျောင်းမွန်ဘာသာနဲ့15ကျောင်းကျွန်းဒါမှမဟုတ်ရွန်းဘာသာနဲ့4ကျောင်းဆိုပြီးစာကျောင်းရေစုစုပေါင်း28ကျောင်းပါဝင်ကြောင်းသိရပါတယ်။ဒါပေမဲ့အဲ့ဒီကျောက်စာမှာရခိုင်စာတော့မပါဝင်ဘူးလို့သိရပါတယ်။မြန်မာတိုင်းသားလူမျိုးတွေအကြောင်းပြောရရင်အင်ဒိုနီးရှားနိုင်ငံကပရီဘူမိနဲ့မလေးရှားနိုင်ငံကဘူမိပုတ္တရာတို့ရဲ့အယူအဆတွေနဲ့အလားတူပဲဖြစ်ပါတယ်။မြန်မာလူအဖွဲ့အစည်းဟာယနေ့ခေတ်မြန်မာနိုင်ငံမှာတမိုင်းအစဉ်ဆက်နေထိုင်ခဲ့ကြတဲ့ဌာနေတိုင်းရင်းသားတွေကိုတိုင်းရင်းသားလို့ခွဲခြားသတ်မှတ်ထားပါတယ်။ဒီစကားလုံးကိုနိုင်ငံရဲ့လူမျိုးဒါမှမဟုတ်ဌာနေလူမျိုးလို့အများအားဖြင့်ဘာသာပြန်ဆိုကြပါတယ်။တိုင်းရင်းသားရဲ့စာသားတိုင်းအဓိပ္ပာယ်ကတော့နိုင်ငံတော်ရဲ့အခြေခံအုတ်မြစ်ကိုတည်ထောင်သူများဒါမှမဟုတ်ဒေသတစ်ခုရဲ့သားသမီးများဆိုပြီးတော့ဖြစ်ပါတယ်။မြန်မာအစိုးရ1824ခုနှစ်မှာဗြိတိရှတို့အောက်မြန်မာပြည်ကိုမသိမ်းပိုက်ခင်ကတည်းကမြန်မာနိုင်ငံမှာနေထိုင်ခဲ့ကြတဲ့မူလနေထိုင်သူများအဖြစ်တိုင်းရင်းသားလူမျိုး135မျိုးကိုတရားဝင်အသိအမှတ်ပြုထားခဲ့ပါတယ်။ဒီလိုလူမျိုးလိုသတ်မှတ်ခြင်းတွေကအချို့ကိုချန်လက်ထားတာမပြည့်စုံတာတွေကြောင့်ကိုလိုနီခေတ်ရဲ့အငြင်းပွားပွဲရာအမွေနှစ်တွေအဖြစ်စိန်ခေါ်ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ဒါလူမျိုးရေးဆိုင်ရာအမှတ်တင်ညာတွေကိုခိုင်မာတင်းကျပ်စေခဲ့ပြီးလူမျိုးရေးကိုအခြေခံတဲ့နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာကွဲပြားမှုတွေကိုမလွဲမသွေဖြစ်ပေါ်စေခဲ့တယ်လို့ဆိုကြပါတယ်။အဲဒီခေတ်မတိုင်ခင်ကယဉ်ကျေးမှုဆိုင်ရာအမှတ်တင်ညာတွေဟာနေမြေဘာသာတရားနဲ့အကြီးအကဲနောက်လိုက်ဆက်ဆံရေးတွေပေါ်အခြေခံပြီးတော့ပြောင်းလဲလွယ်တဲ့သဘာဝရှိခဲ့ပါတယ်။မြန်မာနိုင်ငံကလူမျိုးရေးဆိုင်ရာအမှတ်တင်ညာဟာကိုလိုနီခေတ်နဲ့ကိုလိုနီခေတ်လွန်ကာလတွေရဲ့လွှမ်းမိုးမှုပုံဖော်မှုကိုသိသာစွာခံခဲ့ကြရပါတယ်။ကိုလိုနီခေတ်အစောပိုင်းကာလတွေမှာတိုင်းရင်းသားဆိုတဲ့ဝေါ်ဝါဒဟာနိုင်ငံရေးအရအရေးပါမှုမရှိခဲ့ပါဘူး။1950ပြည့်နှစ်လွန်နေမှာတော့ဒီဝေါ်ဝါဒကိုဌာနေတိုင်းရင်းသားတွေကြားစီးလုံးညီညွတ်မှုကိုမြင့်တင်ဖို့အသုံးပြုခဲ့ပါတယ်
1960ပြည့်လွန်နှစ်တွေကိုရောက်တဲ့အခါမှာတော့ဒီဝါရဟာပို့ပြီးတော့အတိအကျသတ်မှတ်ထားတဲ့အဓိပ္ပာယ်ကိုပြောင်းလဲလာခဲ့ပြီးမြန်မာနိုင်ငံရဲ့အဓိကတိုင်းရင်းသားလူမျိုးကြီး10မျိုးဖြစ်တဲ့ဗမာရှမ်းကရင်ရခိုင်မွန်ကချင်ချင်းနဲ့ကယားတို့ကိုအတိလင်းရည်ညွှန်းလာခဲ့ကြပါတယ်1962ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီအသုံးအနှုန်းဟာနိုင်ငံရေးအရေးပါလာခဲ့ပြီးတပ်မတော်ရဲ့နိုင်ငံတော်တည်ဆောက်ရေးအစီအစဉ်မှာအဓိကကျတဲ့အခမ်းကဏ္ဍကနေပါဝင်လာကတိုင်းရင်းသားဖြစ်မှုနဲ့မြန်မာနိုင်ငံသားဖြစ်ခွင့်ကိုတိုက်ရိုက်ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်1980ပြည့်လွန်နှစ်တွေမှာတော့အစိုးရဟာတိုင်းရင်းသားလူမျိုးတွေကိုအဓိကတိုင်းရင်းသားလူမျိုးကြီး10မျိုးရဲ့ဖွဲ့စည်းပုံအောက်မှာလူမျိုးစုငယ်135စုအဖြစ်တရားဝင်အမျိုးအစားခွဲခြားသတ်မှတ်ခဲ့ပါတယ်ဒီအယူအဆကို1988ခုအာဏာသိမ်းပြီးတဲ့နောက်စစ်အစိုးရကပို့ပြီးကျေပြန့်စွာပြန့်ပွားစေခဲ့ပါတယ်ဒီမူဟာနိုင်ငံရဲ့မတူညီကွဲပြားတဲ့လူအဖွဲ့အစည်းတွေကိုအမျိုးအစားခွဲခြားရမှာယနေ့တိုင်တရားဝင်မှုဖြစ်တည်ရှိနေစေဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်နယ်9ခုကိုအစဉ်အလာအားဖြင့်တိုင်းဒေသကြီး9ခုလုံးမှာနေထိုင်ခဲ့ကြတဲ့ဗမာလူမျိုးတွေကလွဲလို့တခြားတိုင်းရင်းသားလူမျိုးကြီးတစ်မျိုးစီရဲ့အမည်ကိုအစွဲပြုပြီးတော့မှဲ့ခေါ်ထားတာဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်မြန်မာလူမျိုးတွေဟာတနေရာတွေကဆင်းသက်လာခဲ့တာမဟုတ်ပါဘူးမြောက်ဘက်တိဘက်ယူနန်ဒေသတွေကနေရွှေ့ပြောင်းလာခဲ့ပြီးပြူနဲ့မွန်ရင်ကျေးမှုတွေကိုစုပ်ယူရောနှောခဲ့တဲ့ရှေးဟောင်းလူမျိုးတစ်မျိုးဖြစ်ပါတယ်ရာဇဝင်ကျမ်းဂန်တွေကဘာသာရေးအရတရားဝင်မှုအတွက်အိန္ဒိယနဲ့ဆက်ဆက်ထားပေမဲ့သိပ္ပံနည်းကျအထောက်အထားတွေနဲ့လူစရက်လေးလာချက်တွေကမြောက်ဘက်တောင်တန်းတွေကနေဆင်းသက်လာကြောင်းအတည်ပြုပေးနေပါတယ်ဒီသမိုင်းဟာမြန်မာလူမျိုးတွေအတွက်တော့ဂုဏ်ယူစရာဖြစ်တဲ့အရာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာရှေးဟောင်းရွှေ့ပြောင်းမှုတွေရဲ့ရလဒ်ဖြစ်ပြီးတော့ယနေ့မြန်မာယဉ်ကျေးမှုကိုတည်ဆောက်ခဲ့တဲ့အမွေနှစ်တွေပဲဖြစ်ပါတော့တယ်ခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တာကတော့မြန်မာလူမျိုးတွေဘယ်ကစသလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးသမိုင်းထောက်ထားတွေမှတ်တမ်းတွေကိုကူးကားပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကနေမြန်မာသမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်